ဟုတ်ပြီမင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်ဒီနောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီဒါတော့မှကျုပ်ရောက်တာမြန်လို့မြင်ဖို့ဆိုဒီ၃កောင်ကိုသေပြီဟာသေးစရာလားကျွန်တော်တို့၃កောင်ဒီကောင်တွေကိုအသာလေးထိနိုင်တယ်ရှင်းတော့တိုက်ရုံဝင်သားလို့ကဟိုကျွန်တော်လက်ကတည်းကရာတိုင်းပေါ်နာညားနေပါလေသူမတိတယ်ကငါလက်ကမရအောင်အဲ့လိုဘရိတ်ကိုထင်းလို့မရအောင်အဲ့လိုလုံးလိုက်ပါအသက်ကကိုကကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာခံရဆိုတာလည်းမစိုးဘူးသားနည်းလေးရပါတော့ပြောရပြောကိုရှော့ပြောကိုမျက်နှာလေးကိုမှန်နဲ့ပြန်ကြည့်ကြဦးရလေဗျာသူရဲကောင်ဆိုတာဒဏ်ရာနဲ့တော့ဘယ်ခင်းမှာမလဲဗျာဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်နေရတော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလားကဆန်းကြီးမင်းကဘယ် post မှာသွားပြီးတော့ဟာသွားပေးရလေဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံနေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးသွားပေးလိုက်တယ်အဲ့ပြဿနာတက်တာစံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်ဟေးကျုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်လားတော်ပြီကဲမင်းတို့တော့လို့ဒေါက်တာမင်းလင်းစီကိုတော့ပြဖို့လို့အာယူညာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်တာလေးဟုတ်ကဲ့ဦးလုံးကြီးသွားလိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိရပြီကဲသွားတော့ဗာမင်းမလဲကဲသွားခင်ဗျားတို့သုံးပါပါလေဗျာဖြည့်လိုက်ရင်ခံလာရတာကြီးပဲပြီးရင်တောက်တူသုံးကြတယ်တဲ့ဟမ်ဟိုဘက်ကအကုန်သိနေပြီနော်ခင်ဗျားတို့ကျွန်တော်အကောက်တူသုံးတော့အဲ့ဒီလိုကသိတယ်ပေါ့ဒီမှာအချင်းနဲ့တူလေးတို့ကတော့ခင်ဗျားတို့အကောက်မလားဟိုကျွန်တော်တော့လုံးပြီဒီကောင်လေးသုံးတာပါအချင်းနဲ့တူလေးကကျွန်တော်အကောက်ပေါ်ဟဲဆရာတော်ကျွန်တော်ဖန်ဖြစ်နေပြီတော့ဒါတော့ပုံမတင်ရသေးဘူးဟိုဘက်ရွာနေတိရအောင်ကျမလည်းတိကျမတင်တဲ့ post အောင်မှာဗါလဲလှလိုက်တာဆီယမလေးရေဆိုအရှင်မှတ်နာမလားဟုတ်တယ်လာနေတာဆီယမလေးဆိုကျွန်တော်ဘာဘူးဖြူစင်စင်ကောင်းနေကျွန်တော်မှတ်လိုက်တာလေးဆီယမရဲ့ဒီပါခင်ဗျားတို့သုံးအောင်နော်ရှောက်မလုံးနဲ့အကုန်တိမ်ပတ်ကုန်လိမ့်မယ်ညာတော့ပေါက်တယ်နော်ဟုတ်တယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရည်လေရှောက်မှန်းမနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘယ်သူမှကယ်မှာမဟုတ်နော်ဦးတိုက်ထုံးပြောတာမင်းတို့ကြားတယ်မလားအေးဟုတ်အဲ့ဆိုဆရာကျွန်တော်တို့သွားလို့ရပြီသွားတော့နော်ပြန်လို့ရပြီဟုတ်ဆရာကျွန်တော်ဘာမှမဖြစ်ပါဘူးနော်ဒီနေ့နဲ့ထိုင်ဟုတ်ဖြစ်နော်ဟုတ်နော်ခံနေကြဆက်ခံလိုက်ဟုတ်ကဲ့ဟုတ်တယ်ဆရာမလေးဘာဘူးဖြူစင်ဆုံးကောက်စားကျွန်တော်ကောက်ဒီကအမှန်ပုံတင်လိုက်မှာဘာပဲဝင်မမှတ်အဲ့ဒါကျွန်တော်ပဲနော်ဟုတ်တယ်ဆရာမလေးဘာအထိုးခံရတာမျက်နှာပြောင်းသွားသေးတယ်ကွာဘာပေါင်းနေမှမသိကဲဘာယူဘယ်နဲ့ဒီရွေးကောက်ပွဲကိုဘယ်လိုမြင်လဲပွင့်နေတိုင်းပြည်ရဲ့ရွေးတစ်ခုကိုတွားနေတာတော့အမှန်ပဲဗျာအဲ့ဒါကြောင့်လေဒီရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတာကိုမင်းလေကျွန်တော်သိတဲ့လောက်လေးတစ်ခုလောက်တော့ဝင်ပြောပြစီအခုကျွန်တော်တို့ရွေးကောက်ပွဲကိုတစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြတယ်ဆိုတာကဒီစစ်တပ်ကအာဏာထိန်းတော်ကိုစိတ်ဝင်စားနေကြတာအဲ့တော့ဒီလိုကိစ္စတွေကကမ္ဘာနိုင်ငံအသီးသီးမှာလည်းဖြစ်နေကြပဲလေအဲ့တော့အခုစစ်တပ်ကအယက်သားအစိုးရကိုအာဏာပြန်လွှဲပေးမလွှဲပေးဘူးတကဘာလုံးကစောင့်ကြည့်နေကြတယ်ပြီးတော့ပြည်သူတွေမတည်သေးတဲ့တချို့ကိစ္စတွေရတယ်ရှိနေကြသေးရောပြည်သူကြီးကပို့ပြီးတော့ရှုပ်ကုန်ကြတာ
ပြီးတော့လေဗျာချိုးထားတဲ့ဖဲတိုင်းလည်းမဝေမိကြတော့အကုန်လုံးအကန်နေဖြစ်ကုန်ကြတာဗောဗျာ အဲ့ဒါကြောင့်မလို့လေဒီရွေးကောက်ပွဲကိုလုပ်ဖို့စီစဉ်ကြတာပေါ့ဗျာခက်တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြိုင်ကြဆိုတော့လည်းမဟုတ်ဗျာဟာ ခတ်တော့ခတ်တယ်ဂျားတွေကကျွန်တော်တို့ပြည်သူတွေကလေကြောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမီတာကဆောင်းတာအစားပွဲလန်းတပင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာ အေးကွာဒီဘာဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အေးအသုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ကွာ ပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေ အာယူနေအခုလာမဲ့ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ် နင်ဘာလို့မလဲ ငါနဲ့တူနေမလားလို့လေ ကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာ လူမှန်ရမှလမ်းမှန် အကြောင်းမလားအေးဟုတ်တယ်ဗညာလည်းပါတယ်ကွာမိမောင်ဒီကောင်ကြီးတိုးရရောက်သွားတာမဟုတ်ဘူးလားအေးဟုတ်တယ်လေဘယ်လိုရွာပြန်ရောက်နေဟုတ်တော့မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲ